Funny ပဲရဲ့35% consistency rule ဆိုတာပါတယ် Funny ပဲမှာကျွန်တော်တို့ master ကောင်းရပြီဆိုရင်ကျွန်တော်တို့ပေးအောက်ကိုဘယ်လိုပုံစံမျိုးနဲ့ထုတ်မလဲဆိုတဲ့ reward circle ရဲ့ type တွေကိုရွေးရမှာပါပေးအောက်ထုတ်တဲ့ပုံစံတွေကလည်း၄မျိုးရှိတယ်ဒါတွေက weekly bi-weekly monthly on demand ဆိုပြီး၄မျိုးရှိမယ်ပေါ့သူက weekly ဆိုလို့ရှိရင်ကျွန်တော်တို့ profit ရဲ့ကျွန်တော်တို့ရှာထားတဲ့ profit ရဲ့ 60% ကိုတစ်ပတ်တစ်ခါထုတ်လို့ရမယ် bi weekly ကလည်းနှစ်ပတ်တစ်ခါ 80% ထုတ်လို့ရမယ် monthly ဆိုလို့ရှိရင်တစ်လတစ်ခါ 100% ထုတ်လို့ရမယ် on demand ဆိုရင်လည်း 90% အထိကိုထုတ်လို့ရမယ်ဆိုပြီးဒီလို reward type ၄မျိုးတွေ့ရမှာပါ weekly bi weekly monthly ကတော့ပုံမှန်အတိုင်းပဲဘာမှထူးထူးခြားခြားပြောင်းလဲသွားတာမျိုးမရှိဘူးဒါပေမဲ့ထူးထူးခြားခြားပါလာတဲ့တစ်ခုကတော့ on demand ပေါ့ on demand ကိုရွေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ 35% consistency rule ဆိုတာကိုပါလာမှာပါဆိုတော့ 35% consistency rule ဆိုတာဘာလဲပေါ့ကျွန်တော်တို့ဘယ်လိုနားလဲကြမလဲသူကကိုယ့်ရဲ့ profit target ကိုအရင်ကိုယ်တိုင်သတ်မှတ်ထားရတယ်ဥပမာမိတ်ဆွေကဒေါ်လာ3သိန်းနဲ့အကောင့်မှာဒေါ်လာ3000ပေးအောင်ထုတ်မယ်လို့ target ထားလိုက်မယ်ဆိုတော့ဒါဆိုလို့ရှိရင်မိတ်ဆွေတနေ့ထဲမှာရတဲ့ profit ကဒေါ်လာ1000ထက်ပိုပြီးရလို့မရပါလုံးဝကြီးမရတော့ဘူးလို့ပြောချင်တာတော့မဟုတ်ဘူးကိုကတနေ့ထဲမှာဒေါ်လာ1500လောက်ရှာလိုက်မိပြီဆိုရင်တော့ကိုထုတ်မဲ့ profit target ကဒေါ်လာ4500လောက်ထပ်မြင့်သွားတာပေါ့ဆိုတော့ကိုကတနေ့ထဲမှာများများရှာလိုက်တယ်ကိုပေးအောင်ထုတ်မဲ့ပမာဏကလည်းများသွားလေပေါ့ဒီလိုနားလည်ထားရရတယ်သူ့ရဲ့ formula လည်းရှင်းတယ် budget profit တရက်တာအများဆုံးရှာနိုင်တဲ့အမြတ်ဒေါ်လာ1000ဆိုရင် total profit ပေးအောင်ထုတ်ဖို့အတွက်ကိုသတ်မှတ်ထားတဲ့အမြတ်ကဒေါ်လာ3000ဆိုတော့ဒေါ်လာ1000ကိုဒေါ်လာ3000နဲ့စားလိုက်ပြီးရင်100နဲ့ညှောက်လိုက်ဆိုတော့ဘာရမလဲဆိုရင်33% ရမယ်သူတို့ပြောထားတာလည်းရှင်းတယ်35% နဲ့35% အောက်ဆိုလို့ရှိရင်သူကပေးအောင်ထုတ်ဖို့အတွက်ကိုအကျုံးဝင်ပါတယ်သူတို့ကဘာကြောင့်ဒီ rule ကိုသတ်မှတ်ထားကြရလဲဆိုလို့ရှိရင်သူတို့ရည်ရွယ်ချက်ကဒီလောင်းကစားဆက်ဆံ trade တဲ့သူတွေအတွက်ပြီးရတချို့ရှိရ trade တစ်ကြောင်းနဲ့ဒေါ်လာ1000ရှိ1000ရှိသိန်းရှိရသွားတဲ့လူတွေကိုပေးအောင်မထုတ်ပေးရှင်လို့သူတို့အဲ့လိုမျိုးလူတွေကို on demand မှာအကန့်အသတ်ထားလိုက်တယ်သူတို့လိုချင်တာက consistent trader တွေပဲနေ့တိုင်းမဟုတ်ရင်တော့မှသူရဲ့ profit တွေက consistency ရှိနဲ့သွားနေတဲ့ trader တွေကိုပဲသူတို့က payout ထုတ်ပေးရှင်လို့ဖြစ်ပါတယ်ဒါကြောင့် Funny ဘက်မှာ on demand reward circle ကိုရွေးမယ်ဆိုရင် profit target ကိုပဲမကြည့်ပါနဲ့ consistency score ကိုလည်းအမြဲစစ်နေဖို့လိုပါတယ်ဆိုတော့ဒီလောက်ပါပဲ